ရွေးကောက်ပွဲမှာပြည်သူလူထုကအသေးချာကမဲတပြားကိုပေးပြီးမို့စစ်ကောင်စီပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲလုပ်တယ်တော်လှန်ရေးကဆက်ပြီးတော့တော်လှန်နေမှာပဲမျိုးသားဒီမိုကရေစီပွဲချုပ်တဲ့ခိုင်မကလာသည်ပညာပါရမီစေတနာပါသည်ပြည်သူကိုတကယ်ချစ်တဲ့ပြည်သူများရဲ့ကောင်းဆောင်သူတခွေမာတီထူမရှင်သာသည်စနေစိုးစရိုက်ဆိုးတွေပဲဖြတ်လို့သာတီစေတနာမေတ္တာရင်ခံထားခဲ့ပါသည်ကဘာကလေးချစ်သည်မြမကလေးချစ်သည်တန်းစင်မှန်လို့ပြည်သူအများကတင်မြောက်ခဲ့ပါပြီစနေစရာအဆိုမထားနဲ့ပြမဖို့တော့မထိုက်တဲ့အာဇာနည်ကလာသည်ပညာပါရမီစေတနာပါသည်ပြည်သူကိုတကယ်ချစ်တဲ့ပြည်သူများရဲ့ကောင်းဆောင်သူတခွေမာတီထူမရှင်သာသည်စနေစိုးစရိုက်ဆိုးတွေပဲဖြတ်လို့သာတီစေတနာမေတ္တာရင်ခံထားခဲ့ပါသည်ကဘာကလေးချစ်သည်မြမကလေးချစ်သည်တန်းစင်မှန်လို့ပြည်သူအများကတင်မြောက်ခဲ့ပါပြီစနေစရာအဆိုမထားနဲ့ပြမဖို့တော့မထိုက်တဲ့အာဇာနည်ပြသမားတွေခေါ်ဆောင်သွားလဲပြုံးနေတတ်သည်ရင်ရင်နဲ့အာဇာနည်မတကောင်တကောင်မွားခေကြောက်တရားတွေလုံးဝမရှိသည်ရိုးရာချီမျိုးစာနီမျိုးလာပြီးအောင်ဆန်းတွေ့ခေပါရမီမြမကိုချစ်တဲ့စာနီလာပါပြီလာပါပြီဇာလီသူတို့ရဲ့ထောက်ခံမှုရမယ်လို့ကိုယုံကြည်လို့ရှိရင်ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေရမှာအကျိုးအခွင့်အရေးပေးထားကြမလို့ပါဘူးဒီမှာအနေနဲ့ဘာအကျိုးအခွင့်အရေးမှာဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတာမလို့ရင်ပေးထားရင်တော့ဒါကျမကိုစော်ကားတယ်လို့ကျမမြင်မှာကျမလည်းတော့မှညနေကျမကိုအကျိုးအခွင့်အရေးပေးထားမှလားကျမချမ်းနေမှာမာနကလေးရှိတာကမှာမာနကလေးရှိတာကမှာအကျိုးအခွင့်အရေးလို့ဒီမှာပဲမူဝါဒလမ်းစီရိုးတာမကလာသည်ပညာပါရမီစေတနာပါသည်ပြည်သူကိုတကယ်ချစ်တဲ့ပြည်သူများရဲ့ကောင်းဆောင်သူတခွေမာတီထူမရှင်သာသည်စနေစိုးစရိုက်ဆိုးတွေပဲဖြတ်လို့သာတီစေတနာမေတ္တာရင်ခံထားခဲ့ပါသည်ကဘာကလေးချစ်သည်မြမကလေးချစ်သည်တန်းစင်မှန်လို့ပြည်သူအများကတင်မြောက်ခဲ့ပါပြီစနေစရာအဆိုမထားနဲ့ပြမဖို့တော့မထိုက်တဲ့အာဇာနည်ပြသမားတွေခေါ်ဆောင်သွားလဲ
တတ်သည်ရင်ရင်နဲ့အာသာနီမတကောင်တကောင်မွားခေကြောက်တရားတွေလုံးဝမရှိသည်မျိုးရာချင်မျိုးစာနီမျိုးလာပြီးအောင်ဆန်းသွေးခေပါရမီမြပါကိုချစ်တဲ့စာနီ